ဒီတိဆောက်တူတွေဟာတကယ်ကိုအန်အောဖို့ကောင်းပါတယ်သူတို့ဟာတန်ထေရီကွန်ကရစ်တွေကိုအသုံးမပြုဘဲနဲ့ရာစုနှစ်ပေါင်းများစွာခိုင်ခက်နေမဲ့အမိုးကုန်းတွေကိုတိဆောက်နိုင်ကြလို့ပါသူတို့ဘယ်လိုလုပ်ဆောင်တယ်လဲဆိုရင်လက်ဘနွန်နိုင်ငံဟာထုံးကျောက် limestone ပေါ့ကျွဲပြီးတဲ့အတွက်ဒီဒေတာမှာကြောက်နဲ့အဆောက်အုံတိဆောက်လာတာနှစ်ပေါင်း9000ကျော်ရှိနေပါပြီအစင်တိုင်းဟာကြောက်တွင်ကနေစောက်နေပါတယ်အလို့သမားတွေဟာကြောက်တုံးကြည်တွေကိုတစ်ခုချင်းစီဖြတ်တောက်ကြပြီးအတိုင်းတာတွေအတိအကျဖြစ်ဖို့ထက်တစ်ခုနဲ့တစ်ခုထပ်ဆင်စီလို့ရတဲ့စတုကနန်းပုံစံရှိဖို့ပဲလိုအပ်ပါတယ်ကြောက်တုံးတွေလက်ငန်းခွင်ကိုရောက်လာတဲ့အခါမှာတော့ကြောက်စစ်သမားတွေကကြောက်တုံးတစ်ခုချင်းစီရဲ့အနာသက်ထိကိုပဟင်းနှိပ်စက်လိုမျိုးအံဝင်ခွင့်ကြဖြစ်အောင်လက်နဲ့ပဲစိုက်ရှည်လက်ရှည်ပုံဖော်ကြပါတယ်နေရံတွင်ရဲ့အဆောက်အုံတည်ဆောက်ပုံအစင်သင့်ဖြစ်ပြီဆိုရင်တော့အရေးကြီးဆုံးအဆင့်ဖြစ်တဲ့အမိုးကုန်းကိုစတင်ပါတယ်အခုံးပုံစံရဖို့အတွက်ပထမဦးဆုံးတစ်သားပေါင်တစ်ခုကိုအရင်တိဆောက်ရပြီးအင်္ဂလိပ်ကိုသုံးကားကြောက်တုံးတွေကိုအလဲပယုံစီရောက်အောင်တသုံးချင်းစီဂရုစိုက်စီရပါတယ်နောက်ဆုံးမှာတော့အရာအလုံးကိုထိန်းချုပ်ထားမဲ့ keystone လို့ခေါ်တဲ့ကြောက်တုံးကိုတက်ဆင်လိုက်တဲ့အခါအမိုးကုန်းတစ်ခုလုံးနည်းညံ့သွားပါတယ်အဲ့ဒီကြောက်တုံးကိုတက်ဆင်ပြီးတာနဲ့အလုပ်သမားတွေဟာဘေးကိုအငံဖယ်ပေးကြရပါတယ်ဘာလို့လဲဆိုတော့တစ်သားပေါင်ကိုဖြိုချလိုက်တဲ့အန်ဒီအရှိဆုံးအချိန်ကိုရောက်လာလို့ပါတစ်သားပေါင်ဖြိုချသွားပေမဲ့ကြောက်အမိုးကုန်းကတော့သူ့လိုလိုခိုင်ခိုင်မာမာရက်နေကြရပါတယ်တန်ထဲရီကော်ရီမလိုအပ်ပါဘူးဒီလိုထူထဲလဲကြောက်နေရန်တွေဟာနွေရာသီမှာအေးမြဲစေတဲ့စောင်းရာသီမှာနွေးထွေးစေတဲ့တဘာဝလေအေးဘေးဆက်လိုမျိုးလွတ်ဆောင်ပေးပါတယ်ဒါကြောင့်လေဒီရှေးဟောင်းတီဆောက်မှုပုံစံဟာနှစ်ပေါင်းထောင်ချီခိုင်ခန့်နေတာသူဒီဒါဟာရိုးရှုံပေမဲ့အားခေါင်းနဲ့လက်နေရာတစ်ခုပဲသူပါတယ်